နေ့တစ်နေ့ရဲ့အစကိုအလွန်ကောင်းမွန်တဲ့စိတ်ကလေးတွေနဲ့စစေခြင်းတယ်ပေါ့ဟုတ်လားအဲ့ဒါဒကာကြီးတို့ဒကာမကြီးတို့လည်းပဲဒီရှိနေ့တိုင်းအဲ့ဒီဘာဝနာ၅မျိုးနဲ့နေ့ရက်တွေကိုအစပြုနိုင်မယ်ဆိုရင်အလွန်ကောင်းမှာနော်ပြင်ဘက်ကဘေးတွေအန္တရာယ်တွေလည်းမကြမရောက်ရအောင်နော်ကိုလေ့ကျင့်လိုက်တဲ့ကိုအားထုတ်လိုက်တဲ့အဲ့ဒီသူတော်ကောင်းတရားကကာကွယ်မယ်စောင့်ရှောက်မယ်ပြီးရင်ကိုယ့်ရဲ့စိတ်နှလုံးထဲမှာနော်ပူတဲ့လောင်တဲ့ပင်ပန်းစေတတ်တဲ့နော်ကိလေသာအန္တရာယ်တွေမကြမရောက်အောင်လည်းပဲကာကွယ်စောင့်ရှောက်နိုင်ပါလိမ့်မယ်ဟုတ်လားဒါကြောင့်အဲ့ဒီအာရခတရား၄ပါးနဲ့တတိပဋ္ဌာန်ဘာဝနာဆိုတဲ့ဘာဝနာတရား၅မျိုးရဲ့အကြောင်းကိုဒီနာယီဝက်လောက်လေးမှာဘုန်းဘုန်းတို့မှတ်သားကြည့်နော်ပထမဦးဆုံးဘာဝနာကအာရခတရားကဘာလဲဆိုတော့ဗုဒ္ဓနုတ္တိဘာဝနာတဲ့ဗုဒ္ဓနုတ္တိဆိုတာမြတ်စွာဘုရားရဲ့ဂုဏ်ကိုအဖန်ဖန်အမှတ်ရတာစဉ်းစားတာဆင်ញံတာဘုန်းဘုန်းတို့ကိုယ်ဝင်နေတဲ့မြတ်စွာဘုရားနော်ကိလေသာခတ်သိမ်းငြိမ်းတော်မူတယ်ကိလေသာအပူဓာတ်တွေငြိမ်းတဲ့အတွက်ကြောင့်စိတ်နှလုံးဟာပဂရိအေးချမ်းတော်မူတယ်ဟာအရဟံဂုဏ်ပေါ့နော်တလောကလုံးမှာသီလအဖြစ်တမာရီအဖြစ်ပညာအဖြစ်အမြင့်မြတ်ဆုံးဖြစ်တော်မူတဲ့အတွက်ကြောင့်တတ္တဝါအားလုံးတို့ရဲ့ပူဇော်အထူးကိုခံယူတတ်တယ်ဒါလည်းပါလေအရဟံဂုဏ်ရဲ့အတိတ်ပဲနော်အရဟံဂုဏ်ရဲ့အတိတ်ပဲများစွာရှိတဲ့အနက်က2မျိုးလောက်တော့နားလည်ရမယ်ပေါ့နော်မြတ်စွာဘုရားရဲ့စိတ်နှလုံးဟာဘလောက်ပဲလောဘဖြစ်စရာအာယုန်နဲ့တွေ့လောဘဖြစ်တယ်ဆိုတာမရှိဘူးဘလောက်ပဲမကျေနပ်စရာကောင်းတဲ့အာယုန်နဲ့တွေ့ဒေါသဖြစ်တယ်ဆိုတာမရှိဘူးဟုတ်လားအဲ့ဒါလိုလောဘဒေါသအပူဓာတ်အလောင်ဓာတ်တွေလုံးဝကင်းဝေးတဲ့အတွက်ကြောင့်မြတ်စွာဘုရားရဲ့စိတ်နှလုံးဟာပဂရိငြိမ်းအေးတော်မူတယ်လို့အာယုန်ပြုတတ်ဖို့ဆင်ញင်တတ်ဖို့နှလုံးသွင်းတတ်ဖို့လိုတယ်ပေါ့နော်ပြီးတော့သီလသမารိပညာအဖြစ်အကြီးမားဆုံးအမြင့်မြတ်ဆုံးဖြစ်တော်မူတဲ့အတွက်ကြောင့်မြတ်စွာဘုရားဟာပူဇော်အထူးကိုလည်းခံယူတတ်တယ်အရဟံဂုဏ်ပေါ့အရဟံဂုဏ်ပြီးရင်ဘုန်းဘုန်းတို့ဂုဏ်တော်အနန္တရှိတဲ့နှကသမ္မာသမ္ဗုဒ္ဓဂုဏ်ကိုဆင်ញင်တက်ရမယ်သမ္မာသမ္ဗုဒ္ဓဆိုတာဘာလို့တိတဲ့တိတိုက်တဲ့တရားအလုံးစုံကိုမဖောက်မပြန်ကိုယ်တိုင်မှန်မှန်ကန်ကန်သိတော်မူမြင်တော်မူတယ်သိစရာတရားအလုံးစုံကိုဆရာမကူတရားမူဉာဏ်ဖြင့်ကိုယ်တော်တိုင်သိတော်မူတယ်နော်ဒါလို့ရင်ဆင်းရဲမယ်ဒါလို့ရင်ချမ်းသာမယ်ဒီလိုလှုပ်လို့ရှိရင်တော့ဘဝတန်တရားဝိဒုက္ခကလွတ်မြောက်သွားမယ်အစရှိသဖြင့်မြတ်စွာဘုရားနော်ဒီတိတဲ့တိလိုက်တဲ့သဘာဝတရားအလုံးစုံကိုသိတော်မူတယ်မြင်တော်မူတယ်ဒါကိုဘုန်းဘုန်းတို့တိတိအတိုင်းမြင်သည့်အတိုင်းမြတ်စွာဘုရားဟောပြတော်မူခဲ့တယ်ပေါ့တကယ်စင်စစ်မြတ်စွာဘုရားနော်လောကကြီးရဲ့ဟုတ်လားဒီတရားတွေကနော်ချမ်းသာကြောင်းတရားဖြစ်တယ်လေ့ကျင့်မယ်ဆိုရင်ကိုယ်တန်တန်မှာဖြစ်အောင်လုပ်မယ်ဆိုရင်ချမ်းသာမှုကိုဖြစ်စေတယ်ဒီလိုသိတယ်